လူဝင်စားဥစ္စာဆောင်မလေးတယောက်ကလူသားတယောက်ကိုချစ်မိခဲ့ပါတယ်။ဒါပေမဲ့သူမမှာအသက်23နှစ်ပြည့်ရတဲ့လူလောကကနေမဖြစ်မနေထွက်ခွာမင်းကကြမ္မာရှိနေခဲ့ပါတယ်။မန္တလေးတိုင်းကရွာလေးတစ်ရွာမှာဥစ္စာဆောင်မလေးတယောက်နဲ့ကျောင်းဆရာလေးတယောက်ရဲ့အခြေဆက်လန်ကိုယနေ့အထိပြောနေကြသေးပါ။ဟုတ်ကဲ့ပါဒီဇက်လန်အပြည့်စုံကိုသိရှိအောင်လို့ကျွန်တော်နဲ့အတူဆက်လက်လိုက်ပါနားဆင်ပေးကြပါအောင်ဗျ။ကျွန်တော်ကတော့ဒီနေ့ဆက်လန်ကိုတင်ဆက်မဲ့မင်းဒုက္ခပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့9နှစ်ကကျွန်တော်ကိုမိတ်ဆွေတယောက်ကထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကိုပြောပြခဲ့ပူးပါတယ်။အဲ့ဒီဖြစ်ရပ်ကတာမန်အခြေဆက်လန်တစ်ခုမဟုတ်သလိုရိုးရယုံကြည်မှုတွေနဲ့လူလောကအပြင်မမြင်ရတဲ့လောကတစ်ခုဆက်ဆက်နေတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ဒီဇက်လန်ရဲ့အစားကတော့ရွာလေးတစ်ရွာမှာနေထိုင်တဲ့စင်းရင်းသားလင်မယားနှစ်ယောက်စီကစားတင်ခဲ့တာပါ။သူတို့ကဆင်းရဲပေမဲ့သားသမီးလိုချင်ပါတယ်။သားသမီးမရှိတာကြောင့်နှစ်ပေါင်းများစွာစိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။တညမှာတော့ခံကောင်းတယ်ပြောမလားပဲမိမဖြစ်သူကထူးဆန်းတဲ့အိမ်မက်တစ်ခုမက်ခဲ့ပါတယ်။အိမ်မက်ထဲမှာအသက်40ဝန်းကျင်အမျိုးသားနှစ်ယောက်ပေါ်လာပြီးတော့အဲ့ဒီလင်မယားနှစ်ယောက်ရဲ့အိမ်မှာသူတို့ရဲ့ညီမလေးလာရောက်နေထိုင်တော့မယ်လို့ပြောခဲ့တာပါ။တိတ်မကြခင်မှာပဲသူတို့စီမှာသမီးလေးတစ်ယောက်မွေးဖွားလာခဲ့ပြီးတော့သူမရဲ့နာမည်ကိုတော့မနှင်းစီလို့ပေးခဲ့ကြတာပါ။မနှင်းစီမွေးဖွားလာပြီးနောက်ပိုင်းတော့မိသားစုရဲ့စီးပွားရေးအထူးခြားပြောင်းလဲလာခဲ့ပါတယ်။မမျော်လင့်ထားမင်းနဲ့ရွှေငွေဥစ္စာပစ္စည်းတွေရရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာသူတို့အတွက်တခုတည်းမသုံးဘဲနဲ့ဘုံကြောင်းနဲ့ဆင်းရဲနွမ်းပါးသူတွေကိုလူဒန်းခဲ့ကြပါတယ်။ရွာသားတွေကတော့မနှင်းစီကကံကောင်းခြင်းတွေကိုယူဆောင်လာတဲ့ကလေးငယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ဘယ်သူမှမသိခဲ့တဲ့အမှန်တရားတစ်ခုလည်းရှိနေခဲ့ပြန်ပါတယ်။မနှင်းစီကတာမန်လူသားတယောက်တော့မဟုတ်ပါဘူး။သူမဟာဥစ္စာဆောင်လောကကနေလူပြစ်ကိုကုသိုလ်ပြုဖို့ခဏတာလူလာဝင်စားတဲ့ဥစ္စာဆောင်မှလေးဖြစ်နေခဲ့တာပါ။လူရယုံကြည်မှုရာဥစ္စာဆောင်တွေကလူသားတွေလိုမွေးဖွားအသက်ရှင်နေထိုင်ကြသူတွေမဟုတ်ပါဘူး။သူတို့မှာကိုယ်ပိုင်လောကကိုယ်ပိုင်စီးမင်းတွေနဲ့နေထိုင်ကြပြီးတခါတည်းရဲ့အကြောင်းတရားတစ်ခုချောက်တာလူလောကနဲ့ဆွတ်ဆက်လာတတ်ကြတာပါ။မနှင်းစီလူပြစ်ကိုရောက်လာတဲ့အကြောင်းရင်းကတော့ကုသိုလ်ပြုဖို့ပဲဖြစ်ပါတယ်။အဲဒီကုသိုလ်ကပဲသူတို့ကိုပုံကောင်းမွန်တဲ့ဘဝတွေကိုရရှိစေတဲ့အကြောင်းရင်းတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့စီးမင်းတစ်ခုတော့ရှိပါတယ်။အသက်23နှစ်ပြည့်ရတဲ့မူလလောကကိုမဖြစ်မနေပြန်ရမှာပါ။အကြောင်းကတော့လူဘဝမှာအချစ်အိမ်တော်ရင်းနဲ့တန်ရုံးတွေနဲ့ဆိုင်သွားရင်ခွဲခွာဖို့ပိုခက်ခဲလာနိုင်လို့ပဲဖြစ်ပါတယ်။မနှင်းစီရဲ့မိဘနှစ်ပါးကတော့ဒီအမှန်တရားကိုမသိခဲ့ကြပါဘူး။သူတို့အတွက်မနှင်းစီကကောင်းကျိုးတွေပေးသနာတဲ့သမီးလေးတစ်ယောက်သာဖြစ်ခဲ့ပါတယ်။သူတို့ရဲ့ဘဝဟာမနှင်းစီရဲ့အပြုံးလေးတစ်ခုကပဲသူတို့အတွက်ရွှေငွေပစ္စည်းဥစ္စာတွေတက်ပိုတန်ဖိုးရှိခဲ့တာပါ။နေ့တည်ကြလာတာနဲ့အမျှမနှင်းစီကရွာသားတွေချစ်ခင်ရတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရိုးရလာပါတာနဲ့စိတ်ထားကောင်းမွန်တာကြောင့်လူတိုင်းရဲ့ချစ်ခင်မှုကိုရရှိခဲ့တာပါ။စင်းရဲသားတွေကိုကူညီပေးတယ်အခက်အခဲရှိသူတွေကိုဆောက်ရှောက်ပေးတယ်ရရှိလာတဲ့ရွှေငွေဥစ္စာတွေကိုလည်းကိုယ့်ကြိုအတွက်အနှဲငယ်ပဲသုံးပြီးတော့အများစုကိုတော့ကုသိုလ်အဖြစ်ပြန်လဲအသုံးချပေးခဲ့ပါတယ်ဒါပေမဲ့လူဘဝဆိုတာစီးမြင့်တွေအတိုင်းသွားနိုင်တဲ့နေရာတော့မဟုတ်ပါဘူးလူတစ်ယောက်ရဲ့နှလုံးသားဟာဘယ်အချိန်မှမစုပေါ်တန်အောင်စင်ဖြစ်မလဲဆိုတာကြိုတင်သတ်မှတ်လို့မရပါဘူးမနှင်းစီရဲ့ဘဝမှာလည်းအဲ့ဒီအရာတွေဖြစ်ပေါ်လာခဲ့ပါတယ်သူမအသက်20ကျော်ရွယ်မှာရွာကိုကျောင်းဆရာလေးတယောက်ရောက်လာခဲ့ပါတယ်သူ့နာမည်ကကိုမင်းမောင်ပါမြို့သားတယောက်ဖြစ်ပြီးတော့မြို့မှာတင်ယူခဲ့ပေမဲ့ရွာကကလေးတွေကိုပညာတက်စေခြင်းနဲ့စိတ်နဲ့ပညာလာသင်ပေးတဲ့သူပါကိုမင်းမောင်မှာလူတွေပေါ်နှွေးထွေးတဲ့နှလုံးသားရှိခဲ့ပါတယ်မနှင်းစီနဲ့ကိုမင်းမောင်တို့ရဲ့တွေ့ဆုံမှုကထူးခြားတဲ့အချိန်တစ်ခုမှဖြစ်ပေါ်ခဲ့တာပါတယောက်ကလူလောကကိုအချိန်ခက်တဲ့ရောက်လာတဲ့သူတယောက်ကတော့သူမဘယ်ကနေလာတယ်ဆိုတာမသိပဲနဲ့နှလုံးသားနဲ့နေရာပေးမဲ့လူသားတယောက်ဖြစ်နေခဲ့ပါတယ်ဒီတွေ့ဆုံမှုကပျော်ရွှင်စရာအခြေဆက်တဲ့တစ်ခုရဲ့အစားမဟုတ်ပဲနဲ့နောက်ဆုံးမှနှစ်ယောက်စလုံးရဲ့ဘဝကိုပြောင်းလဲသွားစေမယ့်ဝမ်းနည်းစရာကံကြမ္မာတစ်ခုရဲ့အစဖြစ်နေခဲ့တာပါကိုမင်းမောင်ရွာကိုရောက်လာပြီးနောက်ပိုင်းကလေးတွေရဲ့ပညာရေးအတွက်အားကျိုးမှတ်တမ်းစူးစမ်းခဲ့ပါတယ်စာမသင်နိုင်တဲ့ကလေးတွေကိုအခမဲ့ပညာသင်ပေးတယ်မိဘတွေအခက်အခဲရှိနေတက်နိုင်တော့ကူညီပေးတယ်ကိုမင်းမောင်ရဲ့လုံရတဲ့စိတ်တဲ့လူတွေပေါ်ထားတဲ့စိတ်ကောင်းစေတနာတွေကြောင့်အမှတ်နေသည်ရဲ့စိတ်ထဲမှာတဖြည်းဖြည်းနေရာယူလာခဲ့ပါတယ်အစပိုင်းမှာတော့သူတို့နှစ်ယောက်ဟာရွာသူအမျိုးသမီးလေးနဲ့ကျောင်းဆရာလေးတယောက်အဖြစ်သာရင်းနှီးခဲ့ကြပါတယ်။မနှင်းစီကကျောင်းအတွက်လိုအပ်တာတွေကူညီပေးတယ်။ကလေးတွေအတွက်စာအုပ်ခဲတဲ့ရရှိအောင်ကြိုးစားပေးတယ်။ကိုမင်းမောင်ကလည်းမနှင်းစီရဲ့ရိုးသားမှုနဲ့ကျင်းနာတတ်တဲ့စိတ်ကိုတဖြည်းဖြည်းသတိထားလာမိခဲ့ပါတယ်။ဒီရက်မှာတော့ကျောင်းမေရဲ့ညနေခင်းရဲ့ရွှေရောင်စည်းစာအောင်မှာမနှင်းစီတယောက်ကလေးတွေအတွက်တောင်းဆုံးဆောင်တချို့ကိုတည်ဆောင်လာပြီးတော့ရွာထိပ်ကညောင်ဝင်းကြီးအောက်ကိုရောက်လာခဲ့ပါတယ်။ထိုနေရာမှာစောင့်ကြိုနေတာကတော့ကျောင်းဆရာလေးကိုမင်းမောင်ပဲဖြစ်ပါတယ်။ဒီပြည်အေးလေးတွေတိုက်ခတ်နေတဲ့ညောင်မင်းကြီးအောင်မှာနှစ်ယောက်သာတိုက်ဆိုင်မှုကိုဖျက်ကျော်ရင်းနဲ့ကိုမင်းမောင်ကမနှင်းစီကိုစိုက်ကြည့်ကရင်းနှီးရှိသမျှစကားတွေကိုအခုပဲစတင်ဖွင့်ထားလိုက်ပါတော့တယ်။နင်းစီအကိုရွာကိုရောက်ကြတဲ့ကနင်းစီရဲ့ဖြူစင်တဲ့စေတနာတွေကလေးတွေပေါ်ထားတဲ့ကျင်နာတတ်တဲ့စိတ်တွေကိုမြင်ပြီးတော့အကိုရဲ့နှလုံးသားထဲမှာနင်းစီကလွဲရင်ဘယ်သူမှမမြင်တော့ဘူး။နင်းစီသာခွင့်ပြုမယ်ဆိုရင်
အခုဘဝရဲ့အနာဂတ်လမ်းခရီးတစ်ခုလုံးမှာနင်းစီရဲ့လက်ကိုတွဲပြီးတော့တက်ဆက်လုံးကာဝယ်ဆောက်ရှောက်သွားခြင်းပါတယ်ရုတ်တရက်ထွက်ပေါ်လာတဲ့မေတ္တာစကားကြောင့်မနင်းစီရဲ့ရင်မဲ့တစ်ခုလုံးတိတ်ခနဲလှုပ်ရှားသွားခဲ့ပါတယ်သူမဟာတာမန်လူသားတစ်ယောက်မဟုတ်သလိုမကြခင်မှာလည်းလူလောကကနေခွဲခွာရတော့မယ်ဆိုတဲ့အသည့်ကနှလုံးသားကိုဓာတ်နဲ့မွန်းလိုက်သလိုနာကျင်ပေမဲ့ကိုမင်းမောင်ရဲ့နှွေးထွေးပြီးစစ်မှန်လာတဲ့မျက်ဝန်းတွေကိုကြည့်ရင်လည်းသူမရဲ့လူသားဆန်တဲ့နှလုံးသားကိုဆက်ပြီးမလိမ်ညာနိုင်တော့ပါဘူးမနင်းစီကမျက်ဝန်းမှာမျက်ရည်စားတွေဝဲတက်လာရင်းနဲ့ပဲခေါင်းလေးကိုအသားအရညှိပ်ပြီးတော့အကိုရဲ့မြစ်တာတွေကိုနင်းစီလက်ခံပါတယ်လို့ညင်သာစွာပြန်လဲအပြေပေးခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးတော့သူတို့နှစ်ယောက်ဟာတရွာလုံးကအားကြတဲ့ချစ်သူတွေဖြစ်လာခဲ့ကြပါတယ်ကိုမင်းမောင်ကမတ်နင်းစီအပေါ်အမြဲတမ်းဂရုတစိုက်နဲ့နှွေးထွေးမှုတွေပေးခဲ့သလိုမတ်နင်းစီကလည်းချစ်သူရဲ့အနားမှာရှိနေတဲ့အချိန်တိုင်းကိုအဖို့တန်ဆုံးအရာဖြင့်တန်ဖိုးထားခဲ့ပါတယ်။ဒါပေမဲ့ဒီနီးစပ်မှုကမတ်နင်းစီအတွက်သတ်မှတ်ထားတဲ့စီးမြင်ကိုချိုးဖောက်စေမဲ့အစားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့မတ်နင်းစီရဲ့ကိုနေဟာအရာအလုံးကိုသိရှိနေခဲ့ကြပါတယ်။သူတို့အတွက်လူလောကအချစ်ဆိုတာခဏတာဖြစ်ပေမဲ့မတ်နင်းစီအတွက်တော့အန်ရကြီးတဲ့တန်ရုံးစီကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဘာရောက်လဲဆိုတော့မန်နေစီပြန်သွားမယ့်အချိန်ကတဖြည်းဖြည်းနဲ့အသက်23နှစ်ပြည့်ဖို့နီးကပ်လာနေပြီဖြစ်လို့ပါပဲ။တစ်ဖက်မှာတော့မန်နေစီကကိုမင်းမောင်နဲ့နီးစပ်လာလေလေလူပွဲတံမိုးကိုပို့ပြီးနားလဲလာလေဖြစ်ခဲ့ပါတယ်။ပြီးပါရဲ့မြတ်တာရွာသားတွေရဲ့ချစ်ခင်မှုလူတစ်ယောက်ကတယောက်ကိုဂရုစိုက်ပေးတဲ့နှွေးထွေးမှုတွေဟာသူမအရန်နဲ့တတ်တဲ့အရာတွေဖြစ်ခဲ့ပါတယ်။မန်နေစီတို့ခြံဝင်းကြီးတဲ့ကနေမန်နေစီကဥစ္စာတောင်းမလေးဖြစ်တာကြောင့်မန်နေစီရဲ့နေထိုင်စားသောက်မှုတွေအဆင်ပြေဖို့ကုသိုလ်ပြုနိုင်ဖို့အတွက်မန်နေစီရဲ့ဥစ္စာဆောင်လောကမှာကျန်ခဲ့တဲ့အကိုနှစ်ယောက်ကမန်နေစီတို့ခြံကြီးထဲမှာရွှေငွေကြောက်စပရံများတွေတခဏတိုင်းလာထားပေးတတ်ပါတယ်။အဲ့လိုလာထားပေးမှုတွေကြောင့်မန်နေစီတို့ဟာအဆင်ပြေပြေနေထိုင်နိုင်ခဲ့ကြပြီးတော့မှဒီသတင်းဟာလည်းရွာစဉ်ပတ်လည်နေမကပဲတနေ့လုံးဒီတောမီဘက်မှာပြန့်နှံ့သွားခဲ့ပါတယ်။ဒီသတင်းကြောင့်ပဲလောဘစောတက်ပြီးလက်ရဆက်ရရှိလာတဲ့ဓမြအဖွဲ့တွေဟာမန်နေစီတို့အိမ်ကယေဒနာတွေကိုလူရက်တက်ခိုက်ဖို့ညစကောင်မှာချောင်းမြောင်းလာကြပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ကစလို့ညဘက်တွေမှာထူးဆန်းကြောချမ်းမွဲဖြစ်ရတဲ့စတင်ပေါ်ပေါက်လာခဲ့ပါတယ်။မန်နေစီတို့အိမ်ကားကိုမတမာတဲ့စိတ်နဲ့ချီးကပ်လာတဲ့ဓမြတွေကလေမတိုက်မဲ့တစ်ပင်ကြီးတွေဝူဝါလှုပ်ခတ်လာတာ။တစုံတစ်ယောက်ကအမောင်လေးကနေစူးဆဲဆဲစောက်ကြည့်နေတယ်လို့ခံစားရတာမျိုးနဲ့စတင်ရင်ဆိုင်ရပါတယ်။ပိုပြီးထိုင်လန့်စရာကောင်းတာကတော့အိမ်ဝင်းနဲ့ခြေချမှုပြင်းလိုက်တိုင်းမမြင်ရတဲ့ခြေစံပြင်းပြင်းနဲ့ဒရကြမ်းလိုက်လာတာ။နှစ်ထင်နေရင်ကနေလေပူကြီးတွေမုတ်ထုတ်ဆန်ကြားတာနဲ့ကဲနဲ့ဝိုင်းပေါသလိုအတန်ပလန်မျိုးစုံထွက်လာတာကြောင့်ဓမြတွေခမခြေဦးလက်ရတောကွဲအောင်ပြေးကြရတာပါပဲ။တကယ်တော့ဒါဟာအတိတ်ဘဝကဥစ္စာဆောင်မလေးဖြစ်ခဲ့တဲ့မတ်နင်းစီကိုအရေးတကြီးကြီးနဲ့ကာကွယ်ဆောင်ရှောက်ပေးနေတဲ့သူမရဲ့အတိတ်ဘဝကဥစ္စာဆောင်အကိုကြီးများကနောက်ဆက်သူတွေကိုမျိုးစုံပညာပေးချောင်းလန့်မောင်းထုတ်နေခြင်းဖြစ်ပါတယ်။ဒီလိုထူးဆန်းတဲ့ချောင်းလန့်မှုတွေအပြင်မှာဘလောက်ပဲကြောက်စရာကောင်းနေပါလေ။မတ်နင်းစီတို့မိသားစုအပေါ်မှာတော့ဘလို့အနေအမျိုးမှမကြားရောက်ခဲ့ပဲနဲ့အမြဲအေးချမ်းနေခဲ့ပါတယ်။ကျော်သားတချို့ကတော့အဲ့ဒီအိမ်ကိုမမြင်ရတဲ့အဆောင်ရှောက်တကူရှင်တွေကကာကွယ်ပေးထားရလို့တီးတိုယုံကြည်နေကြပါတော့တယ်။အသက်23နှစ်ပြည့်ဖို့လပိုင်းအနှဲငယ်သာကျန်တော့တဲ့အချိန်မှာမန်နင်းစီရဲ့အေဂျင့်ရဲ့နေရတွေတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။အပြင်ဘက်မှာအရာအလုံးပုံမှန်တိုင်းဖြစ်နေပေမဲ့မန်နင်းစီရဲ့နှလုံးသားထဲမှာတော့ခွဲခွာခြင်းရဲ့ပုံရိပ်တွေဟာတဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။မန်နင်းစီကမိဘနှစ်ပါးကိုချင်းသူတို့ကိုတနေ့ထားခဲ့ရတော့မယ်ဆိုတဲ့အတွေ့အကြုံမကြာခဏဝမ်းနဲ့လာတတ်ပါတယ်။သူတို့ဟာသူမကိုမွေးကလေးကအရန်ချစ်ခဲ့ကြပြီးတော့ဖျားနာနေအောင်မအိပ်ပဲနဲ့ပြုစုဆောင်ရှောက်ခဲ့ရသူတွေပါ။အဲ့ဒီမြတ်တာကိုရရှိပြီးမှခွဲခွာရမယ်ဆိုတဲ့အတွေ့ကသူမကိုပိုပြီးနာကျင်စေခဲ့ပါတယ်။ကိုမင်းမောင်ကလည်းမင်းင်းစီပြောင်းလဲလာတာကိုသတိထားမိပါတယ်။အရင်လိုရေမောမနေတော့ပဲတိတ်ဆိတ်လာပြီးတော့အဝေးကိုငဲနေတတ်ပါတယ်။ဒါပေမဲ့သူမရဲ့လိုအပ်ချက်ကိုတော့ကိုမင်းမောင်တရားမသိခဲ့ပါဘူး။သူသိတာကအမန်င်းစီကသူ့ဘဝအတွက်အရေးကြီးဆုံးလူတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ပထမတစ်ခါသွေးဖြတ်ခဲ့ရပြီးမှရွှေငွေရတနာတွေပေါ်မှတ်မော်တဲ့လောဘစောကဓမြတွေကိုမဆုံးမနစ်နောက်တစ်ကြိမ်ထပ်မံဓမြတိုက်ဖို့တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။ဒါကချောင်းလန့်ယုံတက်ပဲ။ငါတို့မှ AI လက်ဖွဲ့တွေပါတယ်။ဘာမှမကြောက်ကြနဲ့ဟေးဆိုပြီးတော့ဓမြခေါင်းဆောင်ကမြောက်ထိုပင်ကုန်းလောက်ကဒီတစ်ချိန်မှာတော့လက်နက်အပြည့်စုံနဲ့အဆောင်လက်ပွဲလူအင်အားပို့စုပြီးတော့မနှင်းစီတို့အိမ်ကိုအကြမ်းဖက်လူရက်ဖို့ညစကောင်ရံမှာထပ်မံရောက်ရှိလာခဲ့ပါတော့တယ်။သူတို့ခြံစည်းရုပ်ကိုကြော်ဖြတ်ပြီးအိမ်မကြီးနာကတ်လာတဲ့အချိန်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးချက်ချင်းဆိုသလိုရေခဲတမအေးဆက်သွားပြီးတော့လေးလူကြီးကလေးလံမွန်းကျလာခဲ့ပါတယ်။ဖြုံးနဲ့အိမ်ရှိကမိခွက်လက်ကြီးပေါ်မှာမိခိုးငွေမဲကြီးတွေလိမ့်တက်လာပြီးတော့မှဓမြတွေရဲ့ရှင်မှာပိတ်လျက်သားအနေထားနဲ့လူသားထက်နှဆမကအယမ်းမြင့်မာတဲ့လူရိပ်ကြီးနေထင်းရှားရှားထွက်ပေါ်လာခဲ့ပါတယ်။အဲဒီလူရိပ်ကြီးတွေကရှစ်ဟောင်းနန်းတွင်အဝိစားလိုမျိုးဝိဆုံတွေဆင်းမြန်းထားပြီးတော့မှသူတို့ရဲ့မျက်လုံးအိမ်တွေကတော့အမောင်တွေကတွေးခဲ့ဆိုရိပ်ဟနှိနေကြပါတယ်။ဓမြတွေဝိဆင်လာတဲ့ AI လက်ဖွဲ့တွေကအလိုလိုနေရင်ပြတ်တော့ကွဲအကုန်ကြပြီးတော့ဓမြကောင်လုံးကင်ထားတဲ့ဓမြောင်ကြီးဟာလည်းအချိန်ပြင်းပြင်းနဲ့ရိုက်ချခံရလိုက်ရသလိုပြုတ်ကျသွားခဲ့ပါတယ်။
ဘဝရမန်ထူတဲ့လူသားတွေငါတို့ညီမငယ်ရဲ့ဝင်းကျင်ကိုညှစ်ထေတဲ့ချိန်လဲနေနဲ့ထပ်ပြီးနင်းကျင်သေးတာလားမြေပြင်တစ်ခုလုံးတုံခါသွားစီလောက်တဲ့ခြောက်ချားပွဲကျင်းပေါင်းတန်ကြီးကပေါ်ထွက်လာတဲ့အမျှဥစ္စာဆောင်ကိုကြီးရဲ့ခန္ဓာကိုယ်တွေကဓမြတွေရဲ့ရှင်းပေါင်းမှာပုံမှုကြီးမားထွက်တိုင်းလာပြီးတော့အချိန်ဝါကြီးမားတဲ့လက်မဲကြီးတွေနဲ့ဓမြတွေကိုလေးထဲမြောက်တက်သွားအောင်ရိုက်ခတ်ပစ်လိုက်ပါတယ်တချို့ဓမြတွေဟာမြေပြင်ပေါ်လွှင့်ဆင်ကြကုန်ပြီးတော့တွေးအံကုန်ကြသလိုအချို့မမြင်ရတဲ့ဆွမ်းအားတစ်ခုကလည်းလေပင်ကိုညှစ်ထားသလိုမျိုးအသက်ရှူချက်ပြီးတော့ခြေဥတရာပြေးဖို့ခြေလမ်းပြင်ကြရပါတယ်ဒါပေမဲ့အကိုကြီးတွေကလွတ်မပေးသေးပဲသူတို့ရဲ့ရှစ်တက်ထဲမှာရုပ်တရက်အသွင်ပြောင်းပြီးတော့တွေးတန်ရဲရဲတရေတပတ်တရံနဲ့အနက်ရောင်ဝိညာဉ်ရေးကြီးတွေအဖြစ်မျက်နှာချင်းဆိုင်လိုက်လံချောင်းလန့်တာကြောင့်ဓမြတွေခမအကြောင်းလန့်တကြားအော်ဟစ်ကဓားတွေတနက်တွေကိုပြစ်ချပြီးတော့တွေးဦးတွေးတဲ့နဲ့ထွက်ပြေးကြပါတော့တယ်နောက်နေ့မနက်မှာတော့ခြံဝင်းပြင်ပလမ်းမပေါ်မှာဓမြတွေပြစ်ချခဲ့တဲ့လက်နက်တွေနဲ့အတူကြောင်းလန့်လုံးလို့ယူသွမတက်ဖြစ်နေတဲ့ဓမြအဖွဲ့ဝင်တချို့ကိုရွာသားတွေကတွေးချသွားခဲ့ကြပြီးတော့ဗန်းနေစီတို့အိမ်ကိုရံပြုတ်ရင်အသက်ပြောင်းလိမ့်မယ်ဆိုတဲ့အသီးကတရွာလုံးကိုတုံလုံး၆ချသွားစေခဲ့ပါတယ်မန်းနေစီတန်းလူလောကထဲမှာပျော်ရွှင်ဝင်ရမယ့်အချိန်တွေဟာတဲနာရီတစ်ခုလိုတရေကုန်လုံးလုံးလာခဲ့ပါပြီအသက်23နှစ်ပြည့်မဲ့နေ့ဟာလည်း DFPD ရဲ့တဖြည်းဖြည်းနီးခတ်လာခဲ့ပါတယ်တာမန်လူသားတွေဆိုရင်မိမိရဲ့ဘဝမိမိရဲ့လမ်းကြောင်းကိုရွေးချယ်ခွင့်ရှိကောင်းရှိနိုင်ပေမဲ့မန်းနေစီအတွက်ကတော့ဘလို့မှရွေးချယ်ခွင့်မရှိခဲ့ပါဘူးသူမမှာဥစ္စာဆောင်လောကရဲ့တင်းကျပ်လာတဲ့စီးမင်းတွေကိုလွန်ဆန်နိုင်စွမ်းမရှိတာကြောင့်အသက်23နှစ်ပြည့်တဲ့နေ့ကိုရောက်တဲ့တပြိုင်နက်သူမဘလောက်ပဲတွေ့တာပါစေဘလောက်ပဲဆွဲဆန်းကျင်ပါစေချစ်ရတဲ့မိဘနှစ်ပါးနဲ့နှလုံးသားတစ်ခုလုံးပေးဆက်ထားတဲ့ချစ်သူကိုမင်းမောင်တို့ကိုဆွန့်ခွာပြီးလူဘဝခန္ဓာကိုမဖြစ်မနေဆွန့်လွတ်ခါဥစ္စာဆောင်ဘဝကိုမလွဲမချောင်သာပြန်လည်ထွက်ခွာရတော့မှဖြစ်ပါတယ်ဒီလိုလုံးဝရွေးချယ်ခွင့်မရှိပဲတေချာပေါင်းခွဲခွာရတော့မယ့်ကကြမ္မာစိုးကြီးကိုကြိုတင်သိနေတဲ့အတွက်ကြောင့်ပဲမနှင်းစီရဲ့နှလုံးသားဟာကိုမင်းမောင်ရဲ့နားမှာရှိနေတဲ့စက္ကန့်တိုင်းမိဘတွေရဲ့အပြုံးကိုမြင်ရတဲ့မိနစ်တိုင်းမှာအတန်နဲ့ရှိုက်ကြီးတငငယ်နဲ့ပုံမအကွယ်နာကျင်နေခဲ့ရပါတော့တယ်တစ်ဖက်မှာလည်းချစ်သူဘဝကိုရောက်ရှိသွားခဲ့ပြီးတဲ့နောက်ကိုမင်းမောင်နဲ့မနှင်းစီတို့ရဲ့တန်ရုံးစရာတနေ့တစ်နေ့ပုံမနှက်ဆိုင်လာခဲ့ပါတယ်သူတို့ရဲ့ချစ်ချင်းတရားဟာလျှက်ပေါ်လွန်လီတဲ့အချင်းမျိုးမဟုတ်ပဲနဲ့တယောက်ရဲ့ရင်ထဲကအချင်းတွေကိုတယောက်ကစကားလုံးတွေနဲ့ဖွင့်ရဖို့မလိုပဲမျက်ဝန်းချင်းဆွံယုံများနဲ့အလိုလိုနားလည်ပေးနိုင်ကြတဲ့အထိအဆင့်တန်မြင့်လာပါတယ်ပင်မနှွမ်းတဲ့အချိန်တွေမှာလည်းအပြန်လည်အားပေးညှိတဲ့ရင်ကလေးတွေကိုစာသင်ပေးတဲ့တာမန်နေ့ရက်လေးတွေကိုပဲအဖို့တန်လို့တဲ့ချစ်သူဘဝရဲ့အမတ်တရားတွေအဖြစ်အတူတူပုံဖော်ဖြတ်သန်းခဲ့ကြပါတယ်မင်းင်းစီအတွက်ကတော့ထိုကဲဆိုကိုမင်းမောင်နဲ့အတူရှိနေရတဲ့မိနစ်စက္ကန့်တိုင်းဟာဘယ်ရာနဲ့မှမလဲနိုင်တဲ့လူဘဝရဲ့အလားပါသောအချိန်တွေဖြစ်ခဲ့သလိုတန်ရုံးစင်တွေဟာလည်းခွဲမရနိုင်တော့အောင်ရှင်ထဲမှာအမြင့်တွေနောင်ခွဲလို့နေခဲ့ပါပြီကိုမင်းမောင်ဟာမနှင်းစီမှာထူးခြားမှုတစ်ခုရှိနေဆိုတာခံစားမိခဲ့ပါတယ်သူမဟာမဖြစ်သေးတဲ့အဖြစ်အပျက်တချို့ကိုကြိုသိနေတတ်သလိုလူတွေရဲ့ဝမ်းနည်းမှုကိုလည်းစကားမပြောခင်သိရှိနေတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုမေးမြန်းဖို့တဲ့သူမကိုနားလည်ပေးဖို့ပဲရွေးချယ်ခဲ့ပါတယ်။အဲ့ဒီလိုနားလည်ပေးမှုကပဲမနှင်းကြီးကိုပို့ပြီးနာကျင်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမဆုံးရှုံးရမယ့်သူဟာသူမကိုအပြစ်မတင်ပဲလက်ခံပေးနေတဲ့လူတစ်ယောက်ဖြစ်နေလို့ပါပဲ။ဒီညမှာတော့မနှင်းကြီးဟာအိမ်မက်ထဲမှာအကိုနှစ်ယောက်နဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူတို့ရဲ့မျက်နှာပေါ်မှာဆွေးနွေးမှုတွေထင်ရှားနေခဲ့ပါတယ်။အချိန်ကြီးလာပြီဆိုတာသူတို့ရောမနှင်းကြီးပါသိနေခဲ့ကြပါတယ်။ဘလောက်ပဲမပြန်ကျင်ပါစေစောင့်မျှော်နေတဲ့ဥစ္စာဆောင်လောကရှိနေရဆိုတာကိုလည်းလက်ခံရပါတယ်မနှင်းစီအသက်23နှစ်ပြည့်တဲ့ထိုနှစ်မနက်ခင်မှာတော့လေထုတစ်ခုလုံးကထူးဆန်းစွာငြိမ်သက်နေခဲ့ပါတယ်သူမဟာချစ်ရသူကျောင်းဆရာလေးကိုမင်းမောင်နဲ့နောက်ဆုံးအကြိမ်ဖြစ်ရွာဦးညောင်ဝင်ကြီးအောင်မှာတွေ့ဆုံခဲ့ပါတယ်ကိုမင်းမောင်ကတော့ထုံးစံတိုင်းပြုံးရွှင်ရှိနေပေမဲ့မနှင်းစီရဲ့မြန်ဝဲဆုံးမှာတော့အနာတခတ်တဲ့ဝမ်းနည်းရည်တွေဖုံးလွှမ်းနေခဲ့ပါတယ်မနှင်းစီကကိုမင်းမောင်ကိုသိချစိုက်ကြည့်ပြီးတုံရီတဲ့အတန်နဲ့အတိတ်ပဲပါပြောလိုက်ပါတယ်အကိုအကယ်၍နင်းစီရုပ်တရက်ဒီလူတော်ကားတွေကနေမရှိတော့ရင်နင်းစီကိုတိတ်မလွမ်းပါနဲ့နော်အကိုလုံးဆရာရှိတဲ့စာသင်တဲ့အလုပ်တွေကိုဆက်လုပ်ပါဘဝကိုဆက်လက်ရှင်းတန်ပြီးတော့အသက်ရှင်နဲ့အကောင်းဆုံးနေထိုင်သွားပေးပါဒါကနင်းစီရဲ့နောက်ဆုံးတောင်းဆိုမှုပါဘာမှနားမလဲတဲ့ကျောင်းဆရာလေးကိုမင်းမောင်ကတော့မနှင်းစီတယောက်စိတ်ကူးရင်ပြီးဝမ်းနဲ့လွှတ်နေတယ်ပဲထင်မှတ်ခဲ့ပါတယ်သူကပြုံးပြီးမနှင်းစီရဲ့ခေါင်းလေးကိုပုတ်ခါနင်းစီကလည်းဘယ်ဒီပြောက်သွားမှမလို့လဲကို့အနာမှာပဲရှိနေမှာကိုစိတ်ကူးရင်မနေနဲ့အောင်ကျောင်းစင်းရင်အကိုနင်းစီကိုမုတ်လာပို့ပြီးမယ်လို့ပဲပေါ့ပါပြန်ပြောခဲ့ပါတယ်သူမရဲ့မျက်ဝင်တွေကမျက်ရည်စားတွေကိုကိုမင်းမောက်တက်လုံးနားမလည်နိုင်ခဲ့ပါဘူးညနေတကောင်ရရောက်တဲ့အချိန်မှာတော့ကံကြမ္မာရဲ့နာရီလက်တံဟာရပ်တန့်သွားခဲ့ပါတယ်လေမတိုက်ပဲတစ်ပင်တွေလောက်ခလာပြီးတော့အတိတ်ဘဝကဥစ္စာဆောင်အကိုနှစ်ယောက်ဟာမနှင်းစီရဲ့ကရင်ချင်းမှာထင်ရှားကိုထင်ပြလာပါတယ်စီမင်းရလာခေါ်ရခြင်းဖြစ်ပေမဲ့ညီမငယ်လေးကိုကြည့်တဲ့အကိုရဲ့မျက်ဝင်မှာလည်းဝမ်းနည်းမှုတွေပြင်းထန်လို့နေခဲ့ပါတယ်။မနှင်းစီကရွေးထင်မှုမရှိပဲသူ့ဘဝရဲ့သတ်မှတ်ထားတဲ့အခြေအနေကိုလက်ခံပြီးတော့အကိုဖြစ်သူတွေရဲ့လက်ကိုတွဲကသူမရဲ့အသက်ခန္ဓာကိုဆွန့်လွတ်လိုက်ရပါတော့တယ်။
အသက်ခန္ဓာဆုံးလွန်ပြီးနောက်ဥစ္စာဆောင်မလေးအတွင်ပြင်ပြန်လည်ရောက်ရှိသွားတဲ့မတ်နေစီကဝိညာဉ်အတွင်နဲ့မိဘနှစ်ပါးရဲ့အိမ်မက်တွေကိုနောက်ဆုံးအချိန်ဝင်ရောက်ပြီးကတော့တောင်းမှနှုတ်ဆက်ခဲ့ပါတယ်အိမ်မက်ထဲမှာမတ်နေစီကတောက်ပပြီးလာပါတဲ့ဝတ်စုံကိုဆင်းမြန်းထားပေမဲ့မိဘနှစ်ပါးရဲ့ခြေဖမိုးပေါ်ခေါင်းချပြီးဆက်ရှိတကယ်ကိုကျွေးနေခဲ့ပါတယ်အဖေနဲ့မေသမီးကိုအချစ်တဲ့အပြည့်ပေးပြီးဆောက်ရှောက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်သမီးကိုစိတ်မစင်ရအောင်ထထရရအကောင်းဆုံးပြုစုဆောက်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အခုသမီးချန်ထားခဲ့တဲ့ရွှေငွေရတနာတွေနဲ့ဘဝကိုအေးအေးချမ်းချမ်းဖက်ဆန်းကြပါနော်သမီးရဲ့လူဘဝတတကဒီများသာမလို့ထွက်ခွာသွားတာခွင့်လွတ်ပါအဖေခွင့်လွတ်ပါအမေသမီးတို့မငိုကြပါနဲ့နော်မိဘနှစ်ပါးကအိမ်မက်ထဲမှာသမီးလေးကိုလမ်းဖက်ဖို့ကြိုးစားပေမဲ့မန်းနေစီရဲ့ပုံရိပ်ဟာတဖြည်းဖြည်းမေးမိန်ပြောင်းဝင်သွားခဲ့ပါတယ်မိဘနှစ်ပါးနိုးလာတဲ့အခါအိမ်မက်ကပူနွေးနွေးရှိသေးတာကြောင့်ထိတ်နဲ့တကြားသမီးဖြစ်သူရဲ့အခန်းထဲကိုပြင်းဝင်ကြည့်ခဲ့ပါတယ်။ကရင်ပေါ်မှာတော့မတ်နေစီကအိပ်ပျော်နေတယ်လို့မျိုးအေးချမ်းစွာနဲ့ပဲအသက်ဝိညာဉ်ချုပ်ငြိမ်သွားခဲ့ပါပြီ။သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့မိဘနှစ်ပါးရဲ့ငိုရှိုက်တာတိမ်လုံးဖုံးလွှမ်းသွားခဲ့သလိုသတင်းကြားပြီးပြေးလာတဲ့ကြောက်စရာလေးကိုမင်းမောင်ဟာလည်းမတ်နေစီရဲ့ရုပ်အလောင်းကိုကြည့်ပြီးမနေ့ကပြောခဲ့တဲ့နှုတ်ဆက်စကားတွေကိုပြန်လည်ကြားရောက်ကရှင်ခွဲမတန်ခံစားခဲ့ရပါတော့တယ်။သူမပြောခဲ့သလိုဘောကိုဆက်လက်ရှင်သန်ဖို့ကြိုးစားပေမဲ့သူ့နှလုံးသားကတော့မနေနေရှိရာအမောင်တူးတွေမှာပဲကြံရင်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့မိဘနှစ်ပါးဟာသမီးလေးမနေနေအတွက်ရေစုပြီးရွာထိပ်ကအညောင်မင်းကြီးအောက်မှာခီးသွားတဲ့နားခုနိုင်မဲ့တစောင်းကြီးတစ်ခုကိုဆောက်လုပ်လူတန်းခဲ့ပါတယ်။အဲဒီတစောင်းကြီးကိုတော့မနေနေတစောင်းလို့ခေါ်ခဲ့ကြပါတယ်။မိဘနှစ်ပါးကသမီးလေးကိုမတွေ့ရတော့ပေမဲ့သူမရဲ့နာမည်ကိုမမေးပြောက်စေချင်ကြပါဘူး။တစောင်းလေးဟာခီးသွားတဲ့နားကိုတဲ့နေရာတစ်ခုတည်းမဟုတ်ပဲမိဘနှစ်ပါးရဲ့မြေတာတရားကိုအမတ်ရစေတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။မနေသည်အသက်ခန္ဓာတည်ဆုံးသွားပြီးတဲ့နောက်ရွာလေးရဲ့နေရက်တွေဟာလည်းအရင်လိုဆက်လက်လက်ပတ်နေခဲ့ပေမဲ့ကိုမင်းမောင်ကတော့မနေစီကိုတရားမှမမေ့နိုင်ခဲ့ပါဘူး။နေ့တိုင်းကလေးတွေကိုစားတင်ပေးပြီးတဲ့နောက်သူအားတဲ့အချိန်တိုင်းနဲ့ညနေခင်းရွှေရောင်စီးစားချိန်ရောက်တိုင်းသူနဲ့မနေစီတွေ့ဆုံမှုခဲ့တဲ့ရွာထိပ်ကညောင်မင်းကြီးစီကိုခြေဦးလှည့်လာထပ်ပါတယ်။အခုတော့အဲ့ဒီညောင်မင်းကြီးအောက်မှာမနေစီရဲ့မိဘတွေဆောင်းလို့လူတန်းထားတဲ့မနေစီတစောင်းကြီးရှိနေခဲ့ပါပြီ။ကိုမင်းမောင်ဟာအဲ့ဒီတစောင်းကြီးထဲမှာထိုင်ရင်အဝေးကလမ်းကလေးကိုငေးကြည့်ကတခါတရံသူ့ကိုပြုံးလေးကြည့်နေတတ်တဲ့မနေစီရဲ့အေးရောင်လေးများတစ်ချက်လောက်ပြန်မြင်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့နေ့ရက်တိုင်းစောင့်မျှော်နေခဲ့ပါတယ်။နေ့တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့တယ်။ကိုမင်းမောင်လည်းတက်တွေကြီးလာခဲ့ပြီ။သမီးတွေဖြူဝေးလာခဲ့ပေမဲ့ညနေခင်းတိုင်းတစောင်းလေးထဲမှာထိုင်ပြီးအချစ်ဦးကိုတန်းတားနေတဲ့သူ့ရဲ့ပုံရိပ်တွေကတော့ဘယ်တော့မှမပြောင်းလဲခဲ့ပါဘူး။အချိန်ကြာလာတဲ့နဲ့အမျှမနေစီရဲ့အဖြစ်အပျက်ဟာရွာသားတွေအတွက်အဟောင်းဖြစ်ခဲ့ပေမဲ့ကိုမင်းမောင်အတွက်ကတော့မနေ့တနေ့ကနေကြုံရသလိုဘူးနွေးချမ်းရင်ခဲ့တဲ့အမတ်တရားတစ်ခုလည်းဖြစ်ခဲ့ပါတယ်။စောင်းညနေခင်းတစ်ခုရဲ့နေဝင်ချိန်မှာတော့လေပြင်းတွေကမနှင်းစီတစောင်းကြီးတွေကိုတိုက်ခတ်လို့နေပါတယ်။အိုမင်းရုံနေပြီးဖြစ်တဲ့အဖိုးကိုကြောင်းစရာလေးကိုမင်းမောင်ဟာထုံးစံတိုင်းတစောင်းတိုင်လေးကိုမိပြီးအဝေးကိုငေးမြော့နေခဲ့ပါတယ်။ထိုခဏမှာပဲရင်ထဲကလွမ်းဆုံးမှုတွေအားလုံးကိုစူးစီးပြီးတော့မျက်လုံးအစုံကိုဖြည်းဖြည်းချင်းမိတ်ချလိုက်ကတက်ပြင်ခပ်ပွားပွားလေးတစ်ချက်နဲ့အတူငိမ့်ငိမ့်ကြမ်းလေးအသက်ဆုံးမသွားခဲ့ပါတော့တယ်။သူရဲ့မျက်နှာထက်မှာတော့ဆွေးမိဖွယ်ရာအပြုံးနုနုလေးတခုကျန်ရစ်ခဲ့ပါတယ်။သူမျောလင်းနေတဲ့မနှင်းစီစီတွားခွင့်ရခဲ့ပြီးထင်ပါရဲ့။နောက်တဲ့နေ့မနက်မှာတစောင်းထဲမှာငိမ့်ချမ်းစွာနဲ့အသက်ဝိညာဉ်ချုံငိမ့်နေတဲ့ကိုမင်းမောင်ကိုတွေ့ရတဲ့ရွာသားတွေဟာဝမ်းနဲ့ကြည်ပွင့်လုံးလို့မျက်ရည်မစင်နိုင်ဖြစ်ခဲ့ကြပါတယ်။သူတို့ဟာကိုမင်းမောင်ရဲ့ကြီးများတဲ့တစ္ဆာတရားကိုဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့ရုပ်အလောင်းကိုမိသတို့ပြီးတဲ့နောက်ရရင်ခဲ့တဲ့သူ့ရဲ့အယိုးပြားကိုမနှင်းစီတစောင်းကြီးရဲ့ပြီးသူတို့တို့အမတ်တရားတွေရှိခဲ့တဲ့ညောင်မင်းကြီးနားမှာပဲကုသွင်းပေးခဲ့ကြပါတယ်။ပိုင်ဆိုင်ခွင့်မရခဲ့တဲ့လူဘဝမှာဝေးကွာခဲ့ရပေမဲ့အခုတော့ကိုမင်းမောင်ရဲ့အယိုးပြအုပ်ကူလေးနဲ့မနှင်းစီတစောင်းလေးဟာမကွဲမခွာရှင်တွဲလျက်ဝိညာဉ်ချင်းပေါင်းဖက်သွားကြပါပြီ။ကျွန်တော်ဒီဇက်လန်ကိုကြားတဲ့အချိန်မှာစိတ်တဲ့အကြံရစ်ဆုံးအရာကတော့တချို့အချစ်တွေဟာပိုင်ဆိုင်ဖို့မဖြစ်လာကြပါဘူး။တချို့အချစ်တွေဟာအတူတကွဘဝဆုံးတဲ့အထိလက်တွဲဖို့လည်းမဖြစ်နိုင်ကြပါဘူး။ဒါပေမဲ့စစ်မှန်တဲ့အချက်တစ်ခုကတော့အချိန်တွေဘလောက်ပဲကြာကြာအသက်တွေဘလောက်ပဲတည်တည်ဘယ်တော့မှမပြောက်ွယ်သွားပါဘူးလူဘဝဟာအချိန်တူတောင်းပေမဲ့အဲ့ဒီအချိန်တော်လေးအတွင်းမှာပဲတစ်သက်လုံးမပြောင်းနိုင်တဲ့မြတ်တာတန်ရောစင်နဲ့အမတ်တရားတွေကိုဖန်တီးနိုင်တယ်ဆိုတာကိုတက်တည်ပြရင်ဥစ္စာဆောင်မလေးမနှင်းစီနဲ့တက်ဆာရှင်ကျောင်းဆရာလေးကိုမင်းမောင်တို့ရဲ့မဖြစ်နိုင်ခဲ့ပေမဲ့မမေ့နိုင်ခဲ့တဲ့အချစ်စလန်ဟာရွာကလေးရဲ့တိတ်ဆိတ်တဲ့အမတ်တရားဖြစ်ယနေ့တိုင်ကြန့်ရှိနေသေးဖြစ်ပါတယ်ယနေ့ခေတ်ကာလတိုင်အောင်မန္တလေးတိုင်းဒေသကြီးပြင်းဦးလွင်မြို့နယ်နေစီကုန်းရွာကလေးမှာမတ်နေသည့်တစောင်းကြီးနဲ့ကျောင်းဆရာလေးကိုမင်းမောင်တို့ရဲ့အုပ်ကူလေးဟာရှင်တွဲလျက်တည်ရှိနေသေးဖြစ်ပါတယ်။နေ့ပေါင်းများစွာကြာညောင်းခဲ့ပြီဖြစ်လို့တစောင်းအိုကြီးနဲ့အုပ်ကူလေးဟာဟောင်းနှံ့လာခဲ့ပေမဲ့အဲ့ဒီနေရာလေးစီရောက်သွားတဲ့သူတိုင်းဟာစမ်းကြဲတဲ့ငြိမ်းချမ်းမှုနဲ့အတူ
ကျင်းနေစရာအလွမ်းရည်လေးတစ်ခုကိုအလိုလိုခံစားကြရပါတယ်။ရွာသားတွေကတော့ဒီနေရာလေးကိုထာဝရသစ္စာရှင်တို့ရဲ့နားခုရလို့တလိတစားခေါ်ခဲ့ကြပြီးတော့မှအချစ်ကိုကိုယ်ွယ်ယုံကြည်ခဲ့ကြတဲ့လူငယ်ချင်းချင်းကြားမှာတော့ဒီနေရာလေးဟာစစ်မှန်သောအချစ်တင်ငယ်တာနေရာတစ်ခုဖြစ်လို့နေခဲ့ပါတယ်။ညနေခင်းနေဝင်စီးစားချိန်ရောက်တိုင်းညောင်ဝင်ကြီးစီကတိုက်ခတ်လာတဲ့လေပြေအေးတွေဟာအမှတ်နေစီတစ်စောင်းတွေကိုဖြတ်တန်းသွားတဲ့အခါအကိုဆိုပြီးတိုးတိုးလေးခေါ်လိုက်သလိုထူးဆန်းတဲ့အတန်လွန်လွန်လေးတွေကြားတတ်တယ်လို့ဒေသခံတွေကဆိုကြပါတယ်။ပိုပြီးထူးဆန်းဖို့ကောင်းတာကတော့အဲ့ဒီပတ်ဝန်းကျင်မှာနင်းစီပင်တွေမရှိပေမဲ့ညနေခင်းအမောင်ပြိုးစားအချိန်ဆိုရင်လေထုထဲမှာတင်းပြန့်လုံးနဲ့ပန်းရနန်းတွေဟာအလိုလိုထွက်ပေါ်လာတတ်တာပါပဲလူတွေကယုံကြည်ကြပါတယ်ဒါဟာဥစ္စာဆောင်မလေးအတွင်နဲ့ထာဝရရှင်သန်နေတဲ့မှတ်နေကြီးကသူမကိုတသက်လုံးတစ္ဆာရှိဆောင်းမြော်ရင်းအတန်းဆွန့်သွားခဲ့တဲ့ကျောင်းဆရာလေးကိုမင်းမောင်ရင်အုပ်ကူလေးကိုညစဉ်ညတိုင်းလာရောက်အလွမ်းဖြစ်နေခြင်းပဲဖြစ်လိမ့်မယ်လို့ပေါ့လူဘဝဆိုတာတခဏတာဖြစ်ပေမဲ့သူတို့ဖန်တီးခဲ့တဲ့မြစ်တာတရားကတော့ရာစုနှစ်တွေကိုဖျက်ကျော်ပြီးတော့မန္တလေးတိုင်းရဲ့ရွာလေးတစ်ရွာမှာအချစ်စစ်ရဲ့တစ္ဆာတရားအဖြစ်ကြောက်စာထွင်းထူစာလိုခိုင်မြဲနေခဲ့ပါတယ်မပိုင်ဆိုင်ခဲ့ရပေမဲ့မမေ့နိုင်ခဲ့တဲ့ဥစ္စာဆောင်မလေးမှတ်နေစီနဲ့ကျောင်းဆရာလေးကိုမင်းမောင်တို့ရဲ့အချင်းဆက်လန်းဟာထိုရွာလေးရဲ့ညောင်မင်းကြီးအောက်တစောင်းအိုလေးနဲ့အုပ်ကူလေးကြားမှာယနေ့ထက်တိုင်အလွမ်းဆွဆုံကိုမင်းချင်းမရှိသောခန္ဓာဝင်အချစ်တင်ကြတဲ့အဖြစ်ကဘာတီတွေကြံရှိနေဦးမှာဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့ဆက်လန်လေးကိုရေးသားစီစဉ်တင်ဆက်ပေးသူကတော့ကျွန်တော်မင်းဒုက္ခပဲဖြစ်ပါတယ်အကယ်၍ဒီဆက်လန်လေးကိုသဘောကျတယ်ရင်ထဲတဲ့နေရာကိုထိမိတယ်ဆိုရင်ကျွန်တော်ရဲ့မင်းဒုက္ခ Dark Story Facebook Page နဲ့ YouTube Channel လေးကို Like and Follow နဲ့ Subscribe တွေလုပ်ပြီးခဲ့နိုင်ပါတယ်နောက်ထပ်ဆက်လန်အသစ်တစ်ပုဒ်နဲ့ထပ်မံတွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲဘေးရန်ရဲ့ကင်းရှင်းပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေမင်္ဂလာရှိသောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေလူတိုင်းစုံစည်းနိုင်သောချစ်ကိုပိုင်ဆိုင်နိုင်ကြပါစေအားပေးမှုအတွက်ကျေးဇူးတူပဲတင်ရပါတယ်ဗျာ